ဒါတင်ပါပြီခြိုက်နာလေးတွေပြေးဖို့အတွက်ဒီလိုကစားမယ်ကြွက်သားလေးတွေကိုညှစ်ပြီးတော့ကစားမယ်ပေါင်ကြွက်သားရောတင်မကြွက်သားရောညှစ်သွားမယ်တက်ရှူမယ်လက်ကလေးကိုဒီနေရာလေးမှာကတ်ထားလိုက်မယ်တက်ရှူမယ်ဒီခြေပြားလေးကဒီအောက်ဖက်မှာရှိတဲ့ဖနှောင်လေးနဲ့ထိယုံလေးပဲသွားမယ်လက်ကဒီတင်မနေရာလေးမှာဒါလေးထောက်ထားမယ်တက်ရှူပြီးတော့ညှစ်ပြီးဆွဲတင်သွားမယ်ဖြည်းဖြည်းချင်းလေးထုတ်ပြီးပြန်ချမယ်လေးရှူမယ်လေးထုတ်ပြီးဖြည်းဖြည်းချင်းပြန်ချမယ်လေးရှူမယ်ဖြည်းဖြည်းချင်းပြန်ချမယ်လေးရှူမယ်ဖြည်းဖြည်းချင်းညှစ်ပြီးတဖြည်းဖြည်းနဲ့ပြန်ချမယ်လေးရှူမယ်